ဒီကနေ့မှာတော့ဝိတ်ချခြင်းပေမဲ့အစားမလျှော့နိုင်တဲ့အတွက်ကြောင့်မလို့ဓာတ်ရက်လှုပ်လိုက်ပြက်လိုက်နဲ့တန်တရားလည်နေတဲ့လူတွေရှိပါသလားဒီဗီဒီယိုမှာတော့ဘာလို့ဝိတ်ချခတ်နေလဲဆိုတဲ့အကြောင်းရင်းနဲ့တရားဝင်တယောက်အနေနဲ့ဘယ်လိုကူညီပေးနိုင်မလဲဆိုတဲ့အကြောင်းရင်းတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာဇီယာဖြိုးဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ဘာကြောင့် weight တက်လာလဲဆိုတဲ့အကြောင်းကိုအရင်ဆုံးပြောရမှာဖြစ်ပါတယ်။ဘာကြောင့် weight တက်လာလဲဆိုတော့ကျွန်တော်တို့တနေ့တာလိုအပ်တဲ့ calorie ထက်ပိုပြီးတော့စားနေလို့ weight တက်လာတာပါ။ဒီလိုမျိုးတနေ့တာလိုအပ်တဲ့ calorie ထက်ပိုစားအောင်ကျွန်တော်တို့အုံနောက်ကိုလှုံ့ဆော်နေတဲ့အဓိကတရားခံကကျွန်တော်တို့ခန္ဓာကိုယ်တွေကသကြားဓာတ်ဖြစ်ပါတယ်။ဒါကြောင့်မို့လို့တနေ့တာလိုအပ်တဲ့ calorie ထက်ကျွန်တော်တို့ကပိုစားပြီးတော့ပိုရှန်တဲ့ energy တွေကိုစီဖြစ်စုပြီးတော့ဝါပြီးတော့ weight တက်လာကြတယ်ဖြစ်ပါတယ်။နောက်တစ်ခုကတော့တနေ့တာကျွန်တော်တို့ကြုံတွေ့နေရတဲ့ stress တွေအေးအေးမွားတာတွေအကြောင်းမို့လို့ကျွန်တော်တို့ရဲ့ stress hormone cortisol hormone တွေများလာပြီးတော့ weight ချရမှာအခက်အခဲဖြစ်နေတာလည်းဖြစ်တတ်ပါတယ်။ဒီလို stress တွေများလာတဲ့အချိန်မှာကျွန်တော်တို့ရဲ့အုံနောက်ကလည်းအချိုတွေကိုအရင်တောင်းတကြပါတယ်။အဲဒါကြောင့် stress eating ဖြစ်ပြီးတော့ကျွန်တော်အချိုတွေအရင်စားလာပြီးတော့ calorie များပြီးတော့ဝါလာတာလည်းဖြစ်ပါတယ်။နောက်တစ်ခုကတော့ NEAT net လို့ခေါ်တဲ့ non exercise activity thermogenesis ပြီးနေသွားတာဖြစ်ပါတယ်။အဲ့ဒါဘာကိုခေါ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့တနေ့တာလှုပ်ရှားသွားလာလမ်းလျှောက်မှုမှာအသုံးပြုမဲ့ energy တွေကိုကျွန်တော်တို့ကမသုံးတော့ဘဲနဲ့ TV ရှေ့မှာထိုင်နေတာမျိုးတွေကွန်ပျူတာရှေ့မှာထိုင်တာတွေများလာတာမျိုးတွေကြောင့်ဖြစ်တတ်ပါတယ်။ weight ချတော့မယ်ဆိုရင်လူတိုင်းကမေးတာကအစားလျှော့စားလိုက်ရင်မရဘူးလားပေါ့နော်။အစားလျှော့စားလိုက်တာကောင်းပြီမဲ့ရေရှည်မှာကျွန်တော်တို့ရဲ့အစာစားခြင်းစိတ်ကိုတောင်းတနေတဲ့အုံနောက်ကိုသွားပြီးတော့ဒုက္ခပေးနိုင်တာမို့လို့ပြန်စားမိပြီးတော့ကျွန်တော်တို့ကပို့ပြီးတော့ဝါလာတာမျိုးတွေလည်းကြုံရပါတယ်။ဒါကြောင့်မို့လို့အစာစားခြင်းစိတ်ကိုတဘာဝအတိုင်းထိန်းချုပ်ပေးနိုင်ဖို့နဲ့သွေးရင်းသကြားဓာတ်ကိုမျှတအောင်လုပ်ပေးနိုင်ဖို့ကပို့ပြီးတော့အရေးကြီးပါတယ်။ဒါကြောင့်မို့လို့ဆရာဝန်တယောက်အနေနဲ့အကြံပေးချင်တာကတော့ကျွန်တော်တို့ဝေးချတဲ့အချိန်မှာအနေထိုင်စားသောက်ပုံစံကိုပြုပြင်ရုံသာမကဘဲနဲ့သိပ္ပံနည်းကျနည်းပညာတွေနဲ့ပါတွဲဖက်ဖို့အကြံပေးချင်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်ရဲ့ Amara မှာ weight loss program ရှိနေပါပြီ။သူကတော့ကျွန်တော်တို့အုံနောက်ကနေပြီးတော့အမြဲတမ်းပေးနေတဲ့အစာစားခြင်းစိတ်ကိုဖျက်ချပေးပြီးတော့ခန္ဓာကိုယ်တွင်းရဲ့တရားဓာတ်ကိုထိန်းညှိပေးတဲ့အတွက်ကျန်းမာသွားဝိတ်ကျစေပါတယ်ကျွန်တော်ရဲ့ Amara မှာဝိတ်ချမဲ့လူတွေကိုဘယ်နေရာမှာအစီ% ကဘယ်လောက်ရှိတယ်ဘယ်နေရာမှာဘယ်လောက်ရှိတယ်ဆိုတာကိုလည်းတိကျသိအောင် in-body test နဲ့အရင်ဆုံးစစ်ဆေးပေးပါတယ် professional care အနေနဲ့ Amara ရဲ့ဒေါက်တာတွေနဲ့ဝန်ထမ်းတွေကတေချာ take care လုပ်ပေးမှဖြစ်တဲ့အတွက်တစ်ပတ်တစ်ခါလာဖို့ပဲလိုအပ်ပါတယ်ဒီလောက်ဆိုလို့ရှိရင်ဝိတ်ချဖို့အတွက်ပုံမှန်အစာလျှော့စားတာထက်အုံနောက်ကအစာစားခြင်းစိတ်နဲ့သွေးရင်းသကြားဓာတ်ကိုထိန်းညှိတာကပိုပြီးအရေးပါတာကိုသိလောက်ပြီလို့ထင်ပါတယ်ဒီ program လေးနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိရှိလို့တာရှိရင်တော့ကျွန်တော်တို့ရဲ့အလှတရားရဲ့ဒုက္ခပေါ် Amara မှာလာပြီးတော့ကျွန်တော်နဲ့တိုင်ပင်ဆွေးနွေးဖို့ဖိတ်ခေါ်အပ်ပါတယ်အဲ့ဒါဆိုရင်နောက်တစ်ပတ်နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်